အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ DCG ဆက်တူလူဖီရောဆိုတာကျွန်တော်ကဒီကိန်းကိုဆောကြမှာဖြစ်ပြီးတော့ဒါကတော့ဒီတိုင်းကြည့်ရမှာထင်ပါတယ်ဒီကိန်းကတော့ထုံးမချီတာချာလေးကင်းတာပါဒါကတော့ခေါင်းသားကိန်းကိုပြောရင်ပြောအောင်ပါတစ်ဖက်တလန်းကစူးစားလာပြီဒီကိန်းကိုကျွန်တော်ကစူးစားလာတာပါဒါမှတော့ကျွန်တော်ဒီမှာဒီလိုကိန်းကိုကကျောင်းကျွန်တော်တွေးလို့စီပဲကျွန်တော်ထောင်းလိုက်ပါဂိမ်း3ဂိမ်းစီပါအဲ့လိုဂိမ်းမျိုးကဒါပေမဲ့ဒါဒိုင်းမိုးတွေကိုအလကားဝယ်လို့ရတယ်ဟတ်စီရမလို့ပဲနဲ့ဒိုင်းမိုးကိုအလကားဝယ်လို့ရတယ်ဆိုတာမယုံတဲ့လူတွေကမယုံပါဘူးယုံတဲ့လူတွေကြုံပါတယ်ကျွန်တော်ဆော့ထားတာပါပြပါတော့ play တက်ယုံပါလို့ဗလာလာလို့ရှိမှာပဲကျွန်တော်ပြထားတာလေအဲ့အောင်အစစ်ကြီးပါမယုံရလူတွေကမယုံဘူးဗျာကျွန်တော်ရေးမဆိုင်တဲ့ကောင်တွေကမဆိုင်ဘူးဗျာကျွန်တော်ကတော့မှဒါရုပ်ဝယ်လိုက်လို့ချင်းခဏဆောက်လိုက်ပါဒါနာရီခွက်လောက်ပဲဆောက်ရမှာပါဒီကိန်းကချားပါတယ်နာရီခွက်ဆောက်ပြီးတော့ရဲ့တခန်းဆောက်လိုက်ဒီကိန်းကချားပါတယ်ဒီကိန်းကိုချားလာမှာကျွန်တော်ကချားပါအဲ့ကိန်းကိုချားတယ်ဒါကပြီးသွားပြီဆိုရင်တော့တစ်ခုဆောက်လိုက်အဲ့တော့ခုပြောသွားတာနဲ့ဆောက်ပြီးတော့ချက်ရှိကအဲ့မှာတွေ့တယ်အဲ့ချက်ရှိကနှိပ်လိုက်ပါခဏလုံးကျွန်တော်လာရသိလားသိပြောချင်မှာဒါတော့ရှိမှပဲကျွန်တော်ပြသွားတာဒိုင်းမိုးတွေအများကြီးရောက်ပါပါမတသိန်းတောင်းတော့သိန်းတရားနဲ့6သိန်းလားမသိပါဘူးကျွန်တော်ပြထားပြီးတော့တွေ့ပါလို့ဆိုရတယ်ကျွန်တော်လည်းနားမလဲတော့လေဒိုင်းမိုးကြောင်းတွေကျွန်တော်နားမလဲနဲ့ကျွန်တော်ကတော့နေရာလည်းမလို့ဒါတော့ရှိပါပဲပြထားတယ်ကျွန်တော်မလဲဘူးဟိုကကျွန်တော်တက်တာတော့ဖောက်မှာဖြစ်ပါတယ်60 25 600နဲ့25ထိအဲ့ဒါကျွန်တော်တော့ဖောက်ပါပြီပြောအမပောက်သွားပြီ600နဲ့25ထိရတယ်ကျွန်တော်ဖောက်ထားပါစိတ်ကြီးပါရုံရင်လည်းတော့ချိရပါတယ်ကျွန်တော်ကဒါပတ်ဝန်းဆော့ရပါကျွန်တော်ပတ်ဝန်းဆော့ရတယ်ပတ်တူကတော့တော့တင်ပြီးပါပဲအခုကကျွန်တော်ပြရပါမလိမ္မာဘူးဒါတော့ရှိမှာကျွန်တော်ပြထားတယ်ငါဒါဒီကိန်းကချားတယ်ငါကျွန်တော်ကြောင်နှိပ်လာဒီကနှိပ်လာအနာရီကိုလောက်ဆောက်လိုက်တော့အချိန်လေးကဆောက်ရအဲ့ဒါနှိပ်လိုက်အဲ့ဆက်ကြီးကိုလိုက်အဲ့ဆက်ကြီးနှိပ်ပြီးတော့ရှင်တော့အဆက်လေးကိုပြန်နှိပ်အဲ့ဒီတော့နှိပ်လိုက်ရင်ပေါ်လာတဲ့ຢာတွေကဒါတော့မတော်ပဲကောင်းကျိုးကောင်းပါလေကျေးဇူးတင်ပါတယ်တတ်တာ